အားလုံးပဲမင်္ဂလာပါ100 days of flutter ကနေပြီးတော့အားလုံးကြိုဆိုပါတယ်ဒီနေ့ပထမဆုံးနေ့ဖြစ်တဲ့ day 1မှာတော့ဒီကျွန်တော်တို့ပေါ့ပေါ့ပါပေါ့เนาะဒီ flutter နဲ့ပတ်သက်ပြီးတော့ setup ပိုင်းတွေ flutter ကိုစပြီးတော့ကိုယ့်ရဲ့ local machine မှာစပြီးတော့ run တဲ့ဟာလေးတွေကိုပြောပြပါမှာဖြစ်ပါတယ်ဒီ100 days of flutter ကကြတော့ကျွန်တော်ရက်ပေါင်း100တိတိပေါ့เนาะဒါကတော့ကို commitment အနေနဲ့ challenge ခေါ်လာတာပေါ့เนาะရက်ပေါင်း100တိတိဒီ flutter နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့အတွေ့အကြုံအရပေါ့เนาะအကြောင်းအရာလေးတွေကိုနေ့စဉ်နဲ့မျှဝင်မျှပေးသွားမှာဖြစ်ပါတယ်ဒီအတွက်စိတ်ဝင်စားတယ်ဆိုရင်လည်းဒီ100 days of flutter နဲ့100 days of flutter မှာ share သွားမယ့်ခေါင်းစဉ်တွေကိုလိုက်ပြီးတော့လေ့လာခြင်းတွေပဲဖြစ်ဖြစ်ဒီကျွန်တော်ဒီ video နဲ့အတူတူ blog post တွေလည်းရေးသွားမှာဆိုတော့ဖတ်ချင်တယ်ဆိုရင်လည်းကျွန်တော်ပေးရတဲ့ link တွေပေါ့နော်ဒီ video ရဲ့ပေးရတဲ့ link တွေမှာဝင်ပြီးတော့ subscribe လုပ်ထားလို့ရပါတယ် newsletter ကိုလည်း subscribe လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့အဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့ season လေးစလိုက်ကြတာပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒီ flutter ဆိုတာဘာလဲပေါ့နော် flutter ဆိုတာဘာလဲအဲ့အကြောင်းလေးတွေပြောသွားမယ်ပြီးသွားရင်ဒီ flutter နဲ့ပတ်သက်ပြီးတော့ application တွေရေးတော့မယ်ဆိုရင် IDE တွေ setup လုပ်တဲ့ဟာလေးတွေနဲ့အကြောင်းပြောသွားမယ်ပြီးသွားရင်ဒီ IDE တွေ setup လုပ်ပြီးသွားပြီဆိုရင် SDK တွေပေါ့နော် software development kit ဒီ flutter နဲ့ပတ်သက်တဲ့ software development kit တွေကိုဘယ်လိုတွေ install လုပ်လို့ရလဲအဲ့ဒါလေးလည်းပြောပြပေးသွားမယ်နောက်တစ်ခုကကျတော့ဒီ flutter နဲ့ပတ်သက်ပြီးတော့ application တစ်ခုပေါ့နော်ကျွန်တော်တို့ဒီ setup တွေပြီးသွားပြီဆိုရင် setup တွေမှန်စမ်းဖို့အတွက် application ဒီ flutter application တစ်ခုစပြီးတော့ run ကြည့်မယ်ပေါ့နော်ပြီးတော့ရင်ဒီ flutter နဲ့ပတ်သက်တဲ့အဓိကသူတို့တွေဘယ်လိုပြောမလဲ main functionality ပေါ့နော်သူတို့တွေအမြဲပြောလေးရှိတဲ့ hot reload ဆိုတာဘာလဲ hot restart ဆိုတာဘာလဲအဲ့ဒါလေးလည်းဆက်ပြီးတော့ဆွေးနွေးသွားမှာပေါ့နော် okay အဲ့ဆိုကျွန်တော်တို့စလိုက်ကြအောင်ပေါ့နော်ဒီ flutter ဆိုတာဘာလဲပေါ့တကယ်တော့ဒီ flutter နဲ့ပတ်သက်ပြီးတော့အခုလက်ရှိလုပ်နေတဲ့သူတွေရှိတယ် flutter နဲ့ပတ်သက်ပြီးတော့ဘာလဲဆိုတာသိရတဲ့သူတွေရှိရင်လည်းဒီ session လေးကိုကြော်ပြီးတော့နောက် session တွေဆက်ပြီးတော့နားထောင်လို့ရပါတယ် yeah ဒီ flutter ဆိုတာဘာလဲဆိုရင်တော့ဒါ Google ကနေပြီးတော့ထုတ်ထားတဲ့ framework တစ်ခုဖြစ်တယ်သူက multi platform အတွက်အဓိက support ပေးဖို့အတွက်လုပ်ထားတာပေါ့နော် multi platform ဆိုတာကကျွန်တော်တို့ကုတ်တွေရေးတယ်ကုတ်တစ်ခါလေးရေးလိုက်တာနဲ့ Android ကို iOS ကို ready ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး application တွေရေးဖို့လိုအပ်တယ်ဆိုရင်application တွေရေးချင်တယ်ဆိုလို့ရှိရင် Flutter ကိုသုံးပြီးတော့ရေးလို့ရတယ်ဒီမှာ Flutter ကစချင်းတော့သူတို့ mobile အတွက်စားတယ် Android တွေ iOS အတွက်စားတယ်ဒါပေမဲ့အခုလက်ရှိအနေအထားမှာဆိုရင်သူကဒီ platform တစ်ခုတွေမကတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီ web အနေနဲ့လည်း Flutter project ကိုရေးပြီးတော့ web version အနေနဲ့ထုတ်ပြီးတော့ကျွန်တော်တို့ host လုပ်လို့ရတယ်ပြီးတော့ရင် desktop ဆိုတဲ့နေရာမှာကျွန်တော်တို့ window ပဲဖြစ်ဖြစ် Linux machine တွေပဲဖြစ်ဖြစ် Mac application တွေပဲဖြစ်ဖြစ်အဲ့လိုမျိုးဟာတွေကိုလည်း Flutter ကနေပြီးတော့ export လုပ်လို့ရတယ်နောက်ပြီးတော့ embedded device တွေအထိပါသွားပြီးတော့သူဒီ Flutter code base နဲ့ရေးလို့ရတယ်ပေါ့နော်အဓိကကျတော့ဒါကသူ့ရဲ့အဓိက selling point ပေါ့နော် multi platform တွေရေးလို့ရတယ်ပြီးတော့ရင်နောက်တစ်ခုကကျတော့ဒီ Flutter နဲ့ application တွေရေးတဲ့အခါမှာသူကကိုက pixel perfect လိုချင်တယ်ဆိုလို့ရှိရင်ဥပမာဒီ design က provide လုပ်လိုက်တဲ့ဟာကိုလုံးဝအတိအကျဒီနေရာမှာဘယ်လောက် pixel ဒီနေရာနဲ့ဒီနေရာနဲ့ဘယ်လောက်အကွာအဝေးအဲ့လိုမျိုးဒီ design တွေကိုလိုချင်တယ်ဆိုလို့ရှိရင်လည်း Flutter နဲ့ရေးလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ Flutter ကဒါတချို့ကြတော့လည်းဒါက Flutter ရဲ့အားနည်းချက်တချို့ကြတော့လည်းဒါက Flutter ရဲ့အားသာချက်ဒါတော့အမျိုးမျိုးဘယ်လိုပြောမလဲအမြင်လေးရှိရပေါ့နော်။ဘာလဲဆိုတော့ဒီ Flutter ကဒီ screen တစ်ခုလုံးကိုသူက canvas တစ်ခုအနေနဲ့ပေါ့နော်ဆေးရောင်ခြေလို့ရတဲ့ canvas တစ်ခုအနေနဲ့သူကယူဆလိုက်တယ်ပြီးတော့မှဒီ screen ပေါ်မှာပေါ်သမျှဒီစာတွေပုံတွေဒီဘားတန်းတွေဘာတွေအကုန်လုံးပေါ့နော် icon တွေအစားဒါကသူကပြန်ပြီးတော့canvas ပေါ်မှာဆွဲထားတာပေါ့နော်ဆွဲထားရဒီ flutter ကနေပြီးတော့တာဝန်ယူပြီးတော့လုပ်တာပေါ့နော်အဲ့ဒီတော့ဒီ natively ဘယ်လိုပြောမလဲ support လုပ်တဲ့ text import တွေ text field တွေပြီးတော့ရင် button တွေ toggle တွေအဲ့ဒီဟာတွေကိုသူကသုံးတာမရှိဘူးအကုန်လုံးကိုဒီ Flutter framework ထဲမှာသူကထည့်ပြီးတော့ပြန်ပြီးတော့ re-implement လုပ်ထားရပါတော့ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးလုပ်ထားတဲ့အတွက်တကယ်လို့ကိုက pixel perfect လိုချင်တယ်ဆိုလို့ရှိရင်ဒီ Flutter ကိုသုံးပြီးတော့လုံးဝကိုယ်စိတ်တိုင်းကျဒီ UI တွေကိုတိဆောက်လို့ရတယ်ပေါ့နော်ဒါကကြတော့ဒီ Flutter နဲ့ပတ်သက်ပြီးတော့ကိုကဒီလို pixel perfect ဖြစ်တဲ့ဟာတွေလိုချင်တယ်ပြီးတော့ native ကိုလည်းအရင်မမီခိုချင်ဘူး native ဟာတွေကိုလည်းလိုက်ပြီးတော့အဲ့လိုမျိုးဘယ်လိုမှပြင်ဆင်တာတွေလုပ်ဆရာမလိုချင်ဘူးဆိုရင် Flutter ကိုသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဘယ်လိုအကုန်လုံးဘယ်လို rainbow and sunshine ပေါ့နော်အရင်ကောင်းနေရလားဆိုတော့လေသူ့မှာလည်း limitation တွေတော့ရှိတယ်ဘယ်လို limitation တွေလည်းရှိလဲဆိုတော့သူကဒီဘယ်လိုဒီ multi platform support ပေးတာဖြစ်တဲ့အတွက် native feature တွေသုံးချင်တဲ့အခါမျိုးဆိုရင်တော့ဒါတချို့ functionality တွေဆိုရင်အတိုင်းအတာတစ်ခုထိအခက်အခဲရှိနိုင်တယ်ဥပမာဒီကိုက
device ကဒီ accelerometer တွေအဲ့လိုမျိုး access လိုချင်တယ် camera တွေ access လိုချင်တယ် bluetooth တွေ access လိုချင်တယ်အဲ့လိုမျိုးဟာနဲ့ပတ်သက်ပြီးအရင် heavily လောက်ရတဲ့ဟာမျိုးပေါ့နော်ပြီးတော့ရင်ဒီ augmented reality အဲ့လိုမျိုးဟာတွေဆိုရင်လည်း native ကိုအရင်မှီခိုရတဲ့ဟာမျိုးပေါ့နော် hardware ကိုအဓိကမှီခိုရတဲ့ဟာမျိုးတွေဆိုရင်တော့သူ့မှာအတိုင်းအတာတစ်ခုထိ limitation ရှိတယ်ဒါပေမဲ့လည်းဒီ Flutter ecosystem အရပေါ့နော်အရင်ဒီဘယ်လိုပြော open source တွေပြီးတော့ရင်ဒီ contributor တွေအရင် active ဖြစ်တဲ့အတွက်တော်တော်များများတော့သူတို့တွေဒီလိုမျိုး functionality အသစ်ထွက်လာပြီဆိုတာနဲ့လိုက်ပြီးတော့ဖြည့်နိုင်အောင်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ပေးကြတဲ့ဟာတွေတော့ရှိတယ်ဒါပေမဲ့ကိုရေးမဲ့ application ကအရင် natively မိခိုတယ်ဆိုရင်တော့ဒါလေးတစ်ချက် consideration လုပ်ဖို့ပေါ့နော် okay အဲ့တော့ဒီ Flutter application တွေရေးတော့မယ်ဆိုရင်ကကြတော့သူကအမြဲတမ်းအတွဲပါလေးရှိတာကကြတော့ Flutter နဲ့ Dart နဲ့ပေါ့နော် Dart ကကြတော့ဘာလဲဆိုတော့ Flutter app တွေကိုရေးတဲ့ programming language ဖြစ်တယ်ပေါ့နော်ဒီတကယ်လို့ကိုကဘယ်လိုပြောမလဲDart နဲ့ပတ်သက်ပြီးတော့ဘာလို့ဒီ Flutter က Dart ကိုသုံးလဲပေါ့နော်ဒီ article လေးရှိရဲကျွန်တော်ပြီးတော့ရင် link လေးလည်း share ပေးရမယ်ဒီ article ထဲမှာသူအကျယ်တဝင့်ရှင်းပြထားတာပေါ့နော်အဓိကကျတော့ဒီ Flutter app တွေကိုသူကဘယ်လိုလဲ developer experience ပေါ့နော် DX တွေလည်းအရင်ကောင်းခြင်းတယ်ပြီးတော့ရင်တကယ် run တဲ့အခါမှာ user experience ကိုလည်းအရင်ကောင်းခြင်းတယ်အဲ့တော့သူက just in time နဲ့AOT out of time compilation တွေအဲ့လိုမျိုး support လုပ်တဲ့ဟာတွေပါတယ် programming language ဖြစ်တဲ့ Dart ကိုသူတို့ကအဓိကရွေးချယ်ပြီးတော့သုံးတာဖြစ်တယ်ပေါ့နော် Dart ကပြောရမယ်ဆိုရင်အရင်ဘယ်လိုပြောမလဲခက်ခဲတဲ့ language ကြီးတော့မဟုတ်ဘူးလေ့လာရတာအရင်လွယ်တယ်ကိုကဒီလိုမျိုးJavaScript တို့ TypeScript တို့အဲ့လိုမျိုးဟာသိရဆိုရင်က Dart ကိုလေ့လာရတာအရင်ခက်မှာမဟုတ်ဘူးပေါ့နော်သူ့ရဲ့ syntax တွေဘာတွေလောက်ကိုသိရဆိုရင်ကိုကစပြီးတော့သုံးလို့ရပြီပြီးတော့ဒီ Dart language မှာကဒီဘယ်လိုလဲနောက်ပိုင်းအရင် modern ဖြစ်တဲ့ use case တွေသုံးတဲ့ဟာတွေလည်းအဲ့လိုမျိုးဟာတွေလည်းသူတို့ကအချိန်နဲ့တပြေးညီပေါ့နော်ပြောရမယ်ဆိုရင်တော့သူတို့ development ကလုံးဝအချိန်နဲ့တွားနေတာဆိုတော့အဲ့ဒီကောင်တွေကိုလည်းထည့်ပေးလာတာရှိရပေါ့နော်တချို့ဒီ language feature တွေဆိုလို့ရှိရင်ပုံမှန် day to day လုပ်နေတဲ့သူတွေတောင်မှအသစ်ထွက်တိုင်းမှာပြန်ပြီးတော့လေ့လာရတဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့အရင်ခက်တာမဟုတ်ဘူးဒီကိုကပို့ပြီးပေါ့နော် object oriented programming language တွေသုံးမှုတယ်အဲ့ဥစ္စာနဲ့ပတ်သက်ပြီး concept သိရဆိုရင်ကကြတော့ဒါကိုလောက်ရတာလွယ်တယ်ပေါ့နော် okay အဲ့ဒါဆိုရင် Flutter အကြောင်းလည်းပြောပြီးပြီ Dart အကြောင်းလည်း introduction နည်းနည်းလေးဝင်ပြီးပြီဆိုတော့ကျွန်တော်တို့ IDE တွေအကြောင်းဆက်လိုက်ကြတာပေါ့နော် IDE ဆိုတဲ့နေရာမှာဒီ Dart Flutter application တွေ develop လုပ်တော့မယ်ဆိုရင်အဓိကသုံးတဲ့ IDE နှစ်ခုရှိတယ်ဒါကကြားပူးကြမယ်လည်းထင်ပါတယ်ပေါ့နော်တစ်ခုကကြတော့ Android Studio နောက်တစ်ခုကကြတော့ Visual Studio Code VS Code เนาะဒါတွေကနှစ်ခုလုံးကသုံးရတာအဆင်ပြေတယ်ဒီဘယ်လိုပြောမလဲအကုန်လုံးလဲ free ပေါ့နော်ဘာမှပတ်စံပေးစရာမလိုဘူးကိုကကို down ပြီးတော့ကို machine မှာ install လုပ်လိုက်လို့ရတယ်ပေါ့နော်အဲ့ဒီမှာဘာလဲဆိုတော့ဒီ Flutter က Google ကထုတ်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ Android Studio မှာကြတော့ဒီ Flutter application နဲ့ပတ်သက်ပြီးတော့ support ကအတိုင်းအတာတစ်ခုထိပို့ပြီးတော့ဘယ်လိုပြောမလဲ integrate ဖြစ်တယ်ပေါ့နော်ဒီ IDE ထဲမှာတင်ပဲတက်ကြီး window တွေဖွင့်စရာမလိုဘဲနဲ့သုံးလို့ရတဲ့ဟာမျိုးတွေအထိ support လုပ်ပေးကြတာရှိရပေါ့နော်ဒါပေမဲ့ဒီ VS Code မှာလည်းသူ့ extension ecosystem ရှိတယ်အဲ့တော့ extension ecosystem ရှိရတဲ့အတွက်သူ့မှာလည်း Flutter team ကနေပြီးတော့ develop လုပ်ထားတဲ့ extension တွေရှိတယ်အဲ့ဒါတွေတွင်းပြီးတော့ကို development ကိုသုံးလို့ရတယ်ပေါ့နော်ကို development လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် personally အရဆိုရင်တော့ကျွန်တော်နှစ်ခုလုံးတွင်းထားတယ်အဓိကရွေးချက်ကကြတော့ဒီ Android Studio နဲ့ပတ်သက်တဲ့ဘယ်လိုပြောမလဲ Android emulator တွေပေါ့နော်ကျွန်တော် development လုပ်တဲ့အချိန်မှာ Android device မှာ run ချင်တယ်ဆိုရင် physical device တွေပါတယ်မလုပ်ချင်ဘူး emulator နဲ့ပဲ run ချင်တယ်ဆိုရင်ကကြတော့ Android Studio နဲ့ manage လုပ်ကြတာပို့ပြီးတော့အဆင်ပြေတယ်မြန်တယ်ပေါ့နော်ပြီးတော့ Android SDK တွေပေါ့နော် Android SDK တွေ version တွေကိုကအပြောင်းအလဲတွေလုပ်ချင်တယ်အဲ့လိုမျိုးဟာဆိုလဲ Android Studio နဲ့လုပ်ကြတာပို့ပြီးတော့အဆင်ပြေတဲ့အတွက်ကျွန်တော်ကတော့ Android Studio ကိုထည့်တယ်ပေါ့နော်ပြီးတော့ VS Code ကကြတော့ကျွန်တော် day to day development ပေါ့နော် VS Code ကကြတော့ဘယ်လိုပြောမလဲသူကကြတော့ text editor လို့ပဲပြောကြတယ်ဒါပေမဲ့သူ့ရဲ့ extension တွေပါတယ်ထည့်လိုက်တဲ့အခါကျ IDE တစ်ခုလိုမျိုးအထိကိုကမုံမှန်ပြင်ဆင်လို့ရတယ်ပေါ့နော်အဲ့တော့ day to day development တွေအတွက်ကကြတော့ကျွန်တော် VS Code နဲ့အဓိကသွားဖြစ်တယ် VS Code ကကြတော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်ရှိတယ်ပေါ့တယ်ပေါ့နော်ပြောရမယ်ဆိုရင် IDE တစ်ခုလိုမျိုးအရင်ကိုလိုတာတွေရောမလိုတာတွေရောအရင်ပြုံးမနေဘူးပေါ့နော် okay
အဲ့ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်ပေါ့နော်ကျွန်တော်တို့ဒီ Android Studio နဲ့ပတ်သက်ပြီးတော့install လုပ်ချင်တယ်ဆိုရင်ဒီမှာလာပြီးတော့ဒီ Android Studio လို့ရှာပြီးတော့ link ကနေပြီးတော့ download ဆွဲလို့ရတယ် VS Code မှာလည်းထုံးလေးလောက်အောင်မယ် VS Code ဆိုပြီးတော့ရှာပြီးတော့ download ဆွဲလို့ရတယ်ပေါ့နော် Okay တကယ်လို့ကိုက download ဆွဲသွားပြီဆို download ဆွဲပြီးသွားပြီဆိုရင်သူ့စီမှာလိုအပ်တဲ့ setup တွေတချို့ရှိတယ် setup ဆိုတာတဲ့ဒီကိုယ့်ရဲ့ Flutter development လုပ်ဖို့အတွက်ပြင်ဆင်ဖို့ပေါ့နော်အဲ့ဒါကြတော့ဗာလဲဆိုတော့ဒီ plugin ထဲမှာပေါ့ဒါကြတော့ Android Studio ရဲ့ plugin တွေကိုလာလိုက် plugin တွေကိုလာပြီးရင် Flutter ဆိုပြီးတော့ရိုက်ထည့်လိုက်အဲ့ဒါဆိုရင်ဒီကောင်ကဒီ Android Studio အတွက်လုပ်ထားတဲ့ Flutter plugin Flutter plugin ကဘာအတွက်လဲဆိုတော့ဒီ Flutter development လုပ်တဲ့အချိန်မှာဒီ IDE ကနေပြီးတော့ Flutter နဲ့ပတ်သက်တဲ့ feature တွေ support ပေးဖို့အတွက်လုပ်ထားတာပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့ဒါတော့ install လုပ်ပြီးသားဆိုလို့ဒီတိုင်းပေါ်နေတာအဲ့ဒီမှာကိုက install မလုပ်ရသေးဘူးဆိုရင် install လုပ်လိုက်လို့ရတယ်တကယ်လို့ install လုပ်လိုက်ပြီဆိုရင်သူနဲ့အတူတူဒီ Dart ဆိုတဲ့ plugin မှာတခါတည်း install လုပ်ပြီးသားဖြစ်သွားလိမ့်မယ်ဒီနှစ်ခုရှိပြီဆိုရင် Flutter development အတွက် Android Studio မှာsetup လုပ်တာကပြီးပြီပေါ့နော်ပြီးပြီဆိုပေမဲ့ကို run ကျင်တဲ့ဥစ္စာတွေဘာတွေအတွက်တခါတည်းvirtual device တွေပြီးရင် SDK တခါတည်း setup လုပ်ထားလို့ရတယ်ကျွန်တော်ကတော့ဒီ Android 16နဲ့အခုလက်ရှိသုံးနေတာပေါ့နော်တကယ်လို့ကိုကပို့ပြီးတော့မြင်နေတဲ့ဟာတွေနဲ့စမ်းကျင်တယ်ဆိုလဲလာပြီးတော့ဒီမှာ setup လုပ်လို့ရတယ်နောက်တစ်ခုကကြတော့ virtual device တကယ်လို့ကိုက application ကို Android device ပေါ်မှာ run မယ်ပေါ့နော် Android emulator ပေါ်မှာ run ကျင်တယ်ဆိုရင်ဒီမှာလာပြီးတော့ကို Android device တစ်ခုပေါ့နော်အဲ့ဒါလာပြီးတော့ create လုပ်ထားလို့ရတယ်ဒီမှာကတချို့ Android emulator တွေမှာဆိုရင်ဒီ Play Store ကပါပြီးသားရှိရပေါ့နော်ဒါလို့ကိုက Play Store နဲ့ပတ်သက်တဲ့ feature တွေ develop လုပ်ဖို့လိုတဲ့ဘာညာဆိုရင်အဲ့ဒီ Play Store icon လေးတွေပါတဲ့ဥစ္စာနဲ့ setup လုပ်လို့ရတယ်မဟုတ်ဘူးဆိုရင်တော့ဒီ Play Store မပါတဲ့ဟာကိုပဲရွေးလို့ရတယ်ပေါ့ Okay ဒါကတော့ Android Studio နဲ့ပတ်သက်တဲ့ဟာလိုအပ်တဲ့ setup လေးတွေပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော် VS Code တစ်ချက်တွားကြည့်အောင်ပေါ့နော် VS Code မှာလည်း VS Code တွင်းပြီဆိုရင်ဒီလိုမျိုးပေါ်လာနိုင်မယ်အဲ့မှာလည်း extension ဆိုတဲ့ဟာရှိတယ် extension ဆိုတဲ့ဟာမှာ Flutter ဆိုပြီးတော့ရှာကြည့်လိုက်ဒီလိုမျိုးဟာထွက်လာပေါ့နော်တကယ်လို့ကျွန်တော်ကဒီနှစ်ခုလုံးအတိုင်းဘယ်လိုလဲကြုံတယ်လို့ switch လုပ်ပြီးသုံးနေတာဆိုတော့နှစ်ခုလုံးမှာကျွန်တော်ထည့်ထားပါတော့တကယ်လို့ကိုကဒီ VS Code ကိုပဲအဓိကထားပြီးတော့သုံးမယ် Android Studio အဲ့လောက်မဟုတ်ဘူးဆိုရင် VS Code မှာပဲ setup လုပ် Android Studio ထဲမှာက SDK တွေ virtual device တွေစောက်ထားပြီးလောက်ပြီဆိုရင်ရပြီဒီလိုကိုက Android Studio ပဲသုံးမယ်ဆိုရင်တော့ VS Code နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုမိထားလိုက်လို့ရပါတော့ကြော်ထားလိုက်လို့ရတယ် Okay ဒီမှာဒီ VS Code ရဲ့ extension ထဲမှာ Flutter ဆိုပြီးတော့ရှာလိုက်ရင်ဒါလေးထွက်လာမယ်အဲ့ဒီကောင်ကို install လုပ်လိုက်မယ်ပြီးတော့အဲ့ဒီကောင် install လုပ်လိုက်တာနဲ့ခုနကအတိုင်းပဲဒီ Dart ဆိုတဲ့ extension မှာတစ်ခါတည်းတွင်းပြီးသားဖြစ်သွားလိမ့်မယ်ဒီနှစ်ခုရှိပြီဆိုရင်ကရပြီ Okay အဲ့ဒါဆိုကျွန်တော်တို့ Android Studio လည်းပြီးပြီ VS Code လည်းပြီးပြီဆိုတော့ဒီ Flutter နဲ့ပတ်သက်တဲ့ installation ပိုင်းတစ်ချက်သွားကြည့်အောင်ပေါ့နော်ဒီ Flutter နဲ့ပတ်သက်တဲ့ installation တွေအမှန်တကယ်ဆိုရင်တော့ဘာမှမခက်ဘူးသူ့ရဲ့ official documentation မှာကပြောပြီးသားတွေရှိတယ်ကိုကဘယ်လို install လုပ်ချင်တာလဲအဲ့ဒီကောင်နဲ့ပတ်သက်တဲ့ဟာတွေကို follow လုပ်သွားလို့ရတယ်ဒါမဲ့တချို့ဟာလေးတော့ကျွန်တော်နည်းနည်းလေးဖြည့်ပြီးတော့ပြောပြချင်တာရှိရပါတော့ Okay အဲ့ဆိုရင်ဒါကကြတော့ကိုက VS Code တွင်ထားပြီအဲ့ဒီ VS Code တွင်ထားပြီးတဲ့အချိန်မှာမှကိုက Flutter နဲ့ပတ်သက်တဲ့ SDK ပေါ့နော် software development kit တွေကိုဆက်ပြီးတော့တွင်နေတယ်ဆိုရင်ဒီ tutorial ကိုလိုက်လုပ်သွားလို့ရတယ်အဓိကတော့သူကကို Flutter နဲ့ပတ်သက်တဲ့ extension တွေတွင်ပြီဆိုရင်ဒါကသူကMac OS မှာပေါ့နော်ကိုက Windows မှာလုပ်တယ်ဆိုရင်လည်းဒီမှာသူပြတဲ့ဟာလေးတွေပေါ့နော်control shift p ကိုနှိပ်လိုက်ဒါ command palette ခေါ်တာပြီးတော့ new project create လုပ်မယ်ဆိုပြီးတော့ဒါကသူခုနကကျွန်တော်ပြတဲ့ extension တွေတွင်းပြီးမှအဲ့ဒီ command palette မှာnew project ပေါ့နော် flutter new project new project အဲ့လိုမျိုးဟာတွေပေါ်လာလိမ့်မယ်ပေါ့နော်အဲ့မှာတကယ်လို့ကို machine ထဲမှာဘာ SDK မှမတွင်းထားဘူးဆိုရင်ကကြတော့သူကဒီ download SDK download လုပ်ဖို့ဆိုပြီးတော့ပြလာမယ်အဲ့မှာ download လုပ်သွားရုံပဲပေါ့နော် Okay ဒါကတော့ VS Code ကနေပြီးတော့ဒီ Flutter နဲ့ပတ်သက်တဲ့ SDK တွေကိုတွင်းတဲ့ဥစ္စာပေါ့နော်တကယ်လို့ကိုကဒီလိုမျိုး download ဆွဲဖို့အတွက် internet ကအဆင်မပြေလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အရန်ကြာပြီးတော့download ဆွဲရတာကကိုအဆင်မပြေလို့ပဲဖြစ်ဖြစ်အဲ့ဒါဆိုရင်ကကြတော့
ဒီနည်းသုံးလို့ရတယ်ဒီနည်းကကြတော့ manually install လုပ်တာ manually install လုပ်တာဘာလဲဆိုတော့ဒီ Flutter SDK နဲ့ပတ်သက်တဲ့ဟာတွေကို zip file အနေနဲ့တစ်ခါလေး download ဆွဲလိုက်တာပေါ့နော် zip file အနေနဲ့ download ဆွဲပြီးတော့သူပြထားတဲ့အတိုင်းပေါ့နော်ဘယ်လိုင်းကြောင်းအောက်မှာထည့်ပါပြီးတော့ရင် path နဲ့ပတ်သက်ပြီးတော့ဘယ်ထဲမှာတက်ထည့်ပါဘာညာအဲ့လိုမျိုးလုပ်လိုက်တဲ့ဟာမျိုးဒါလည်းတကယ်လို့ကိုကဒီနည်းနဲ့သုံးကျင်နေဆိုရင်ဒါ follow လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ဘယ်ဟာသုံးလဲဆိုတော့ကျွန်တော်ကဒီ Flutter version manager FVM ဆိုတဲ့ဒီ tools ကိုသုံးတယ်ပေါ့နော်ဒီ tools ကအဓိကဘာလဲဆိုတော့ကို machine ပါပေါ့နော်တကယ်လို့ကိုကဒီ Flutter နဲ့ပတ်သက်တဲ့ project တွေရေးနေ project တွေများလာပြီဆိုရင်ကကြတော့ manage လုပ်ကြတာအတိုင်းအတာတစ်ခုထိခက်ခဲလာပြီဘာလို့လဲဆိုတော့ဟိုအရင်တော့ရေးခဲ့တဲ့ project တွေကဒီ Flutter version အဟောင်းကို depend လုပ်တာပေါ့နော်တကယ်လို့ကိုကလက်ရှိရေးနေတဲ့ဟာက Flutter version latest version ကိုသုံးရင်သုံးမယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကဒီအရင် project ကိုပြန်ဖွင့်တဲ့အခါမှာဒီ Flutter version ကိုအသစ်ကိုပြောင်းလို့တော့မရဘူးမဟုတ်ဘူးရတယ်ဒါပေမဲ့သူ့မှာ breaking changes တွေပါတယ်ရှိရဆိုအဲ့ဒါတွေကိုလိုက်ပြီးရှင်းနေရတာလည်းအချိန်ပိုကြာတယ်အဲ့တော့ဒီ tools ကိုသုံးခြင်းအပြင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကိုက project အဟောင်းသုံးတယ်ဆိုရင်သူလက်ရှိဘယ်ဟာနဲ့သတ်မှတ်ထားလဲ Flutter version အဟောင်းပေါ့နော်အဲ့ဒါကိုကိုက switch လုပ်လို့ရတယ်ပြီးတော့ကိုကပြန်ပြီးတော့ဒီ project အသစ်ကိုရောက်တယ်ဆိုရင် project အသစ်မှာသတ်မှတ်ထားတဲ့ Flutter version ကိုလွယ်လွယ်ကူကူပဲသုံးလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဥစ္စာတွေအဓိကပေါ့နော်အဲ့ဥစ္စာနဲ့ဒီ tools ကိုသုံးတယ်ဒီ tools ကိုသုံးinstall လုပ်တာကလည်းအခက်ကြီးမဟုတ်ဘူးသူ့ဒီမှာပြထားတဲ့ဥစ္စာတွေအတိုင်းလိုက်လုပ်သွားတယ်ဆိုရင်ရပြီဒီမှာသူကဒီ window မှာဆိုရင်ဘယ်လိုသွင်း macOS မှာဘယ်လိုသွင်း Linux မှာဘယ်လိုသွင်းဒီမှာကိုကဒီဟာနဲ့ပတ်သက်ပြီးတော့လုပ်ချင်တယ်ဆိုရင်အဲ့မှာဝင်ပြီးတော့လုပ်သွားလို့ရတယ်ဘယ်လိုလဲဆိုတော့အဲ့ဒီကောင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့terminal မှာ fpm release ဆိုပြီးတော့ရိုက်ထည့်လိုက်အဲ့ဒါဆိုရင်ဒါသူကFlutter version တွေပေါ့နော် release လုပ်ထားတဲ့ Flutter version တွေအကုန်လုံးကြာတယ် official release တွေပေါ့နော်တကယ်လို့ကိုကဒီ stable မဟုတ်တဲ့ဟာတွေပါတွားချင်တယ်ဆိုလဲသူ့စီမှာ documentation ထဲမှာတစ်ချက်ဝင်ပြီးတော့ကြည့်လို့ရတယ်ဘယ်လိုတွေသူ check out လုပ်လို့ရတယ်ပေါ့နော် okay အဓိကအဖြစ်တော့ stable ဖြစ်တဲ့ဟာတွေပဲတုံးတယ် stable ဖြစ်တဲ့ဟာတွေဆိုတော့အတိုင်းအတာတစ်ခုထိဒါ error တွေပါကင်းပြီးသားပေါ့နော်တကယ် project တွေလုပ်ပြီးဆိုရင်ကကြတော့အရင် cutting edge ဖြစ်တဲ့လုံးဝ version တွေထွက်တိုင်းလဲသုံးရတာတိတ်အဆင်မပြေဘူးအဲ့တော့ version stable ဖြစ်လောက်တဲ့အထိစောက်ပြီးသွားရင်အဲ့ဒီကောင်ကိုသုံးပါနော် okay နောက်တစ်ခုတော့ရှိသေးတယ်နောက်တစ်ခု tools ကကြတော့ဘာလဲဆိုတော့ Puro လို့ခေါ်တယ်ဒါလည်းခုနကကျွန်တော်ပြောထားတဲ့ဒီ Flutter version manager နဲ့အတိုင်းအတာတစ်ခုထိ concept အချင်းတော့ concept အဖြစ်တော့ဆင်တယ်သူလည်းဒီလိုမျိုးပေါ့နော် Flutter version တွေကို local မှာပြောင်းပြီးတော့နော် project လိုက်ပြောင်းပြီးတော့သုံးလို့ရအောင်လုပ်ထားပြီးတဲ့ဟာဒါပေမဲ့တစ်ခုရှိတာကဒီကောင်ကတိတ်ပြီးတော့ maintain လုပ်တာအားနေတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ claim ကကြတော့သူက FVM တက်ပို့ပြီးတော့မြန်တယ်ပေါ့နော် installation လည်းမြန်တယ်ပြီးတော့ usage တွေ no usage တွေပါလည်းတက်တာတယ် project switch လုပ်တာလည်းသူကပို့ပြီးတော့convenient ဖြစ်တယ်ပေါ့နော် storage တွေပါတယ်အများကြီးသိပ်မယူနေဘူးအဲ့လိုမျိုး claim နေတယ်ပေါ့နော်ပြောတာတယ်ဒါပေမဲ့လည်းအတိုင်းအတာတစ်ခုထိသူ့ရဲ့ maintainer ကသူပြောတာတော့ဒီသူ့ရဲ့ kit မှာလည်းဝင်ကြည့်လို့ရတယ်သူပြောတာတော့သူကဒီအခုလက်ရှိတခြား project တွေမှာ assign ကျနေတယ်အဲ့တော့ဒီ Flutter နဲ့ပတ်သက်ပြီးတော့တိတ်မလုပ်ဖြစ်တော့ဒီ tools ကိုလည်းတိတ်ပြီးတော့သူ maintain မလုပ်ဖြစ်ဘူးပေါ့နော်အဲ့တော့ဒီ tools လည်းစမ်းကျင်တယ်ဆိုစမ်းလို့ရတယ်အထက်တစ်ခုထိတော့ stable ဖြစ်တယ်ဒါပေမဲ့ကိုလုံးဝဘယ်လိုပြောမလဲteam နဲ့အကုန်လုံးသုံးမဲ့ဟာတွေပါတယ်ဆိုရင်တော့ပိုပြီးတော့ stable ဖြစ်တဲ့ FVM ကိုကျွန်တော် recommend လုပ်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ FPM ကိုသွင်းပြီးပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ FPM release ဆိုပြီးတော့ run လိုက်မယ်အဲ့ဒါဆိုရင်ကကြတော့ဒီ Flutter နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ Flutter release လုပ်ထားတဲ့ version တွေအကုန်ပေါ်လာမှာပဲဖြစ်တယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ FPM list ဆိုပြီးတော့ရိုက်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်လက်ရှိ local မှာတွင်းထားတယ်ဗောနော်ဒီ Flutter version တွေလာပြီးတော့ပြပြီးမှဖြစ်တယ်ဗောနော်ဒါက local မှာတွင်းထားတဲ့ version တွေအကုန်ဖြစ်တဲ့အတွက်ကို project နဲ့ပတ်သက်ပြီးတော့ကိုကြိုက်တဲ့ project ကိုကြိုက်တဲ့ Flutter version ကိုဗောနော်switch လုပ်ပြီးတော့သုံးလို့ရအောင်လိမ့်မယ်ဗောနော် okay အဲ့တော့ကျွန်တော်ကဒီမှာ global ဆိုပြီးတော့တွေ့လိမ့်မယ်ဒီ global ကကြတော့ဘာလဲဆိုတော့ဥပမာကျွန်တော်ကFlutter version manager သုံးတယ်ဆိုရင်ကကြတော့ command line ရဲ့ရှေ့မှာ FPM ဆိုပြီးတော့ထည့်ပေးနေရတယ်ပေါ့နော်ဒါပေမဲ့မထည့်ပေးခြင်းဘူးကိုကဒီ version တစ်ခုကိုပဲအများအပြားသုံးလို့ရှိရဆိုရင်ကကြတော့အဲ့ဒီ version ကို globally သတ်မှတ်ထားလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Flutter ဆိုပြီးတော့ခေါ်ပြီးတော့သုံးလို့ရပါမယ်အဲ့ဒီမှာဆိုရင်ဒီ global မှာသတ်မှတ်ထားတဲ့ version ကိုလာပြီးတော့ပြနေမှာဖြစ်ပါတော့เนาะအဲ့ဒါဆိုရင်ကကြတော့ဒီ Flutter နဲ့ပတ်သက်တဲ့ command တွေသုံးလို့ရနေလိမ့်မယ်ပေါ့เนาะ
okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Flutter project တစ်ခု create ကြည့်ရအောင်ပေါ့နော်ခုနကကျွန်တော်ဒီမှာဒီ 3.38.5 ကို globally သတ်မှတ်ထားပြီးပြီဆိုတော့အခုလက်ရှိကျွန်တော် Flutter ဆိုပြီးတော့သုံးလိုက်ရင်ဒါက 3.38.5 ကိုသူက automatically သွားပြီးတော့သုံးနေမှာဖြစ်တယ်ပေါ့နော် okay အဲ့ဒါ globally သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော် Flutter project တစ်ခုကိုအဲ့ဒီ version နဲ့စောင့်လိုက်မယ် hello world လို့နာမည်ပေးလိုက်မယ်အဲ့မှာ off ကို dev.akka လို့ပေးလိုက်မယ်ဒီအောက်ကကျတော့ဒီ Android Studio လောက်တဲ့သူတွေဆိုရင်သိလိမ့်မယ် app ID သတ်မှတ်ပေးရတယ်လေအဲ့ဒီဥစ္စာအတွက်ပေါ့နော်ကိုယ့်ရဲ့ domain name ကိုပြောင်းပြန်ပေါ့ akka.dev ကကျတော့ကျွန်တော် domain ဖြစ်တဲ့အတွက် dev.akka ဒီမှာ organization အနေနဲ့နာမည်ပေးလိုက်မယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော် enter ခောက်လိုက်မယ်အဲ့ဒါဆိုရင်ဒီသူ project စပြီးတော့စောင့်နေပြီပေါ့နော်ဒါကကျွန်တော်ဒီ 3.38.5 ကလောလောလတ်သွင်းထားတာဖြစ်တဲ့အတွက်သူလိုအပ်တဲ့ဒီ package တွေပေါ့နော် package တွေဆိုတာလည်းဒီ SDK မှာပါဝင်တဲ့ tools တွေကို download ဆွဲနေတာဖြစ်တယ်ပေါ့နော်okay အခုဆိုရင်ဒါသူ download လုပ်ပြီးသွားပြီ hello world project လည်းရပြီဆိုတော့ okay ကျွန်တော်အဲ့ဒီ hello world project ထဲကိုသွားလိုက်မယ်ပြီးတော့ရင်ဒါကိုကျွန်တော် VS Code မှာဖွင့်လိုက်မယ် okay ဒီ window ကိုပိတ်လိုက်လို့ရပြီဒါကကြတော့လောလောလတ်ထွက်လာတဲ့ hello world project ပဲဖြစ်တယ်ပေါ့နော်ဒီမှာဘာကြီးပါတယ်ဆိုတော့ဒီ Dart နဲ့ပတ်သက်တဲ့ဒီ Flutter application တွေအတွက်ဒီ lib ထဲမှာ main.dart ဆိုပြီးတော့ပါလိမ့်မယ်ဒါကကြတော့ဒီအဓိက application code ပေါ့နော်အဲ့ဒီမှာဘာတွေ့ရမလဲဆိုတော့ဒီမှာ Android iOS Linux Mac web window အဲ့ဒီဥစ္စာတွေ့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ခုနက command run တဲ့အချိန်မှာဘယ် platform တွေလိုချင်ပါတယ်ဆိုပြီး specify မလုပ်လိုက်ဘူးမလုပ်လိုက်တဲ့အတွက်သူက automatically ပေါ့နော်ဒီရှိသမျှ platform အကုန်လုံးကိုသူထည့်ပေးသွားပါဘောနော် Android iOS Mac web window တကယ်လို့ကိုကအဲ့ platform တွေမလိုချင်ဘူးဆိုရင် select လုပ်ပြီးတော့ဖြတ်ပလိုက်လို့ရတယ်ကျွန်တော် Android နဲ့ iOS တော့ထားမှာဆိုတော့ထားပြီးတော့ channel platform တွေကိုmove to trash လုပ်လိုက်မယ်အဲ့ဒါဆိုရင်ဖြတ်လိုက်လို့ရတယ်ပေါ့နော်တကယ်လို့ကိုကအဲ့ဒီ platform တွေမှာစမ်းကျင်တယ်အဲ့ platform တွေမှာ release လုပ်ချင်တယ်ဆိုလည်းထားလို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်တို့ Android application ပေါ့နော်အခုဒီမှာပါပြီးသား application တစ်ခုရှိတယ်ဒါကကျတော့ဘာလို့ဆိုတော့Flutter development လုပ်တဲ့သူတွေဆိုရင်တော့ counter app လို့သိရပါတော့အဲ့ကောင်ပါပြီးသားရှိရဆိုတော့ကျွန်တော်အဲ့ဒီကောင်မှာတစ်ချက် run ကြည့်လိုက်မယ် run ဖို့ကကျွန်တော်တို့ဘယ် device မှာ run မှာလဲဆိုပြီးတော့ select လုပ်ပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်အဲ့ဒီကောင်အတွက်ကိုကျွန်တော်ခုနကဆက်ချင်းမှာ emulator setup လုပ်ထားတဲ့ဟာရှိတယ်အဲ့ဒီကောင်ကိုကိုပို့လုပ်လိုက်မယ်သူ့ဒီမှာ option နှစ်ခုပေါ့နော် option နှစ်ခုရှိရယ်ရိုးရိုးဒီemulator run တာနဲ့နောက်တစ်ခုကကျတော့ကိုပို့ပေါ့ကိုပို့ကဘာနဲ့တူလဲဆိုတော့ဒီ emulator တစ်ခုကို restart လုပ်တာနဲ့တူတယ်ပေါ့နော်လုံးဝပိတ်ထားတဲ့နေရာကနေပြီးပြန်ပြီးတော့ဖွင့်ပေးတာဘာလဲဆိုတော့ဒီ emulator တွေကသူကလက်ရှိနောက်ဆုံး state ကို cache လုပ်ထားပေးလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါပြန်ဖွင့်တယ်ဆိုရင်မြန်မြန်ဆန်ဆန်ဖွင့်လို့ရတယ်ဒါပေမဲ့တစ်ခါတလေရရင်လုံးဝကိုပို့အနေနဲ့ပေါ့နော်လုံးဝ restart ချပြီးတော့ဖွင့်တာတော့ပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျတော့တကယ်လို့ error တွေပါဖြစ်နေတဲ့ဟာတွေပါအခါရရင်ဖြစ်တတ်တယ်အဲ့လိုမျိုးဟာတွေမရှိတော့ဘူးပေါ့နော်ဒါတော့ကိုယ့်ရဲ့ preference ပေါ့ကိုအဆင်ပြေသလိုလုပ်လို့ရတယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Flutter project တစ်ခုစောက်ပြီးပြီဖြစ်တယ်အဲ့တော့ run မယ်ပေါ့နော် run မယ်ဆိုရင်ကျွန်တော်ဒီမှာ device ကခုနကကျွန်တော်ဒီမှာ emulator ကိုရွေးလိုက်တော့ emulator တက်လာပြီ emulator တက်လာပြီဆိုရင်ကျွန်တော် Flutter run ပေါ့နော်ခုနကတကယ်လို့ကိုက FVM သုံးနေတယ် FVM နဲ့ okay sorry ကျွန်တော်ဒီ Flutter run မလုပ်ခင်ကျွန်တော်က project create လုပ်ပြီးပြီဆိုတော့ FVM list ဆိုပြီးလုပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာထွက်လာတဲ့ version တွေကိုတွေ့ရမှာပေါ့နော်ကျွန်တော်လက်ရှိ set ထဲမှာကျွန်တော်လက်ရှိ set ထဲမှာရှိတဲ့ version တွေပေါ့အဲ့ဒီမှာကျွန်တော်ကဒီလက်ရှိဒီ Flutter project မှာ FVM use ဆိုပြီးတော့လုပ်လိုက်မယ်အဲ့ဒါဆိုရင်ဘာထွက်လာလဲဆိုတော့ဒီ FVM RC ဆိုပြီးတော့ file ထွက်လာတယ်ပြီးတော့ဒီ FVM ဆိုပြီးတော့ folder ထွက်လာတယ်ပေါ့အဲ့ဒီကောင်ကဘာလဲဆိုတော့ကိုကဒီ project ထဲမှာဒီ version သုံးပါမယ်ဆိုပြီးတော့သတ်မှတ်ပေးလိုက်တဲ့သဘောမျိုးအဲ့တော့ဆိုပါစို့ဒီ FVM ဒီ folder ကြီးကတော့git ignore တွေကိုထည့်ရလို့ရတယ်လို့လည်း
မလိုအပ်ဘူးပေါ့နော် commit လုပ်တာတွေပါဒီလုပ်မယ်ဆိုရင်ဒီ FVM RC file တော့ရှိဖို့လိုအပ်တယ်အဲ့တော့ဒီ FVM RC file ကဘာလုပ်ပေးလဲဆိုတော့ဆိုကြပါစို့ကျွန်တော်ကအခုလက်ရှိဒီ project ကို3.3.5နဲ့ရေးနေတယ်နောက်ထပ်ကျွန်တော်နဲ့ဒီ project မှာအတူတူတွဲလုပ်မဲ့သူကလည်းဒီ Flutter ဒီ repo ကိုသူ့ local ကို clone လိုက်တယ်ပေါ့နော်အဲ့တော့သူ့ local မှာ clone ပြီးဆိုတော့သူလည်းဒီ Flutter version တစ်ခုကိုတုံးရမယ်လေအဲ့တော့သူ့ရှေရောက်တဲ့ခါကျရင်သူကဘာမှအများကြီးစဉ်းစားကြမလို့သူလည်း FVM တုံးတယ်ဆို FVM use ဆိုပြီးတော့လုပ်လိုက်အဲ့ဒါဆိုရင်ကကြတော့သူကဒီ FVM RC file ကိုလာပြီးတော့ read လုပ်မယ်ပြီးသွားရင်သူကဒီ version ကိုမြင်မယ်အဲ့ဒါဆိုရင် okay ဒီ project မှာဒီ version သုံးရဖို့ရှိတယ်လို့တခါတည်း FVM ထဲမှာကိုကသုံးမယ်လို့သတ်မှတ်ထားတဲ့ version ကိုသူကလာပြီးတော့ setup လုပ်သွားပေးလိမ့်မယ်ဒီ FVM RC FVM folder ကို create လုပ်သွားပေးလိမ့်မယ်ပေါ့နော်ပြီးတော့ရင်ကိုသုံးမဲ့ project ရဲ့ version ကိုသူဒီမှာလာပြီးတော့ထည့်သွားပေးလိုက်လိမ့်မယ် okay အဲ့ဒါဆိုတော့လက်ရှိကကျွန်တော်က FVM ဒီ Flutter version ကလည်း FVM global version ဖြစ်တဲ့အတွက်ကျွန်တော် Flutter run ဆိုပြီးတော့တစ်ခါတည်း run လုပ်လို့ရတယ်။ဒါလို့ဆိုကြပါစို့ကိုက FVM သုံးတယ်ဒီ project မှာသတ်မှတ်ထားတဲ့ version က global version မဟုတ်နေဘူး။ကျွန်တော်အရှိမပြောသွားတဲ့ဒီ global version သတ်မှတ်တဲ့ဟာပေါ့နော်။ဒီမှာဒီလိုမျိုးဟာလည်းသတ်မှတ်ထားတာမျိုးမရှိဘူး။ဥပမာကျွန်တော်အခု 3.24.5 ကိုဒီ project မှာသတ်မှတ်လိုက်ပြီးအဲ့ဥစ္စာနဲ့ run ချင်တယ်ဆိုရင်ကကြတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ခုနကဒီ FVM RC file ထဲမှာဒီနေရာမှာခုန 3.24.5 ဆိုပြီးတော့လုပ်ပြီးတော့ FVM use ဆိုပြီးတော့လုပ်လိုက်ရင်ဒီ project က 3.24.5 ဖြစ်သွားလိမ့်မယ်ခုလည်းရှိတော့ကျွန်တော်ဒီထဲမှာထားလိုက်မယ်ပြီးတော့ရင်ဒါကတော့ simplicity ပေါ့နော်ကိုကဒီဟာနဲ့ပဲအမြဲတမ်း run မယ်ဆိုရင်လည်း run ပို့ပြီးတော့ဘယ်လိုပြောမလဲused to ဖြစ်သွားတာပေါ့နော်အဲဆိုရင်ကြတော့မှားမှာမပူပါတော့ဘူးအမြဲတမ်း FVM ထည့် run တဲ့ခါကျရင်သူက project မှာသတ်မှတ်ထားတဲ့ version ကိုအမြဲ reference တာယူနေလိမ့်မယ်ပေါ့နော် okay အဲဆိုတော့ကျွန်တော်ဒီကောင်နဲ့ပဲ run လိုက်မယ် FVM flutter run ပေါ့အဲဆိုရင်သူကခုနကအတိုင်းပဲလိုအပ်တဲ့ tools တွေသူ download ဆွဲလိမ့်မယ်ကျွန်တော်အခု Android device မှာ run ဖို့လုပ်ထားတာဒီ Android device ကို select လုပ်ထားတာဆိုတော့သူလိုအပ်တဲ့ Android package နဲ့ပတ်သက်တဲ့ဟာတွေသူ download ဆွဲနေတယ်โอเคကျွန်တော်တို့ဒါတွေလုပ်နေတဲ့အချိန်ကျွန်တော်တခုလေးထည့်ပြီးတော့ပြောချင်တယ်ပေါ့နော်ထည့်ပြီးပြောချင်တာဘာလဲဆိုတော့လက်ရှိကျွန်တော်တို့ဒီ Flutter နဲ့ပတ်သက်ပြီးတော့ setup လုပ်ပြီးသွားပြီလို့ project တွေ run နေပြီပေါ့နော်ဥပမာ error တစ်ခုခုကြုံတယ်ဒီ Flutter setup ကဟို error ပြနေတယ်ဘာညာဆိုရင်ဘယ်နေရာမှာမှားနေလဲဘယ်နေရာမှာလွဲနေလဲသိချင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ FVM doctor ဆိုပြီးတော့ရိုက်လိုက်လို့ရတယ်ဒါကြတော့ first step ပေါ့နော် FVM doctor ဆိုပြီးတော့ရိုက်လိုက်ရင်သူဒီမှာဘာတွေထွက်လာလဲပေါ့နော်ကျွန်တော် FVM setup နဲ့ပတ်သက်တဲ့ဟာတွေကဘယ်လိုရှိလဲဘာလဲပေါ့နော်ဒါကြတော့ကျွန်တော် project ထဲမှာ run တဲ့အတွက်ဒီ project ရဲ့ information တွေသူလာပြီးတော့ပြပေးနေတာပေါ့နော်နောက်တစ်ခုကကြတော့ FVM flutter doctor ဒါကကြတော့ကျွန်တော်ရဲ့လက်ရှိlocal မှာရှိတဲ့ Flutter setup ပေါ့နော် Flutter setup တွေမှန်မှန်လာပြီးတော့စစ်ပေးတဲ့ဟာဥပမာဒီ Flutter ပေါ့နော် Flutter SDK installation ဥစ္စာတွေတခုခုလိုနေရာတွေပါရှိလာပေါ့နော်ဒီ Android to chain ပေါ့တကယ်လို့ကိုကအခုမှ freshly install လုပ်တာဆိုရင်ဒီ Android နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တချို့ license တွေ agreement လုပ်ဖို့လိုတဲ့ဟာတွေရှိတယ်အဲ့ဒါဆိုရင်ကကြတော့ Android Studio ဒီ to chain မှာသူလာပြီးတော့ပြနေလိမ့်မယ်ဘယ် command run မှာဘယ်မှာဘာသာလုပ်ပါတကယ်လို့သူကတခြားဒီ website တွေပါကြည့်ဖို့လိုတယ် website တွေပါ follow လုပ်ဖို့ဆိုတယ်အဲ့ဒီစာတွေပြနေပေးလိမ့်မယ် Xcode ကကြတော့ကိုက Mac မှာ run နေဆိုရင်တော့ Xcode ဒီ step လိုတယ်ပေါ့နော်လိုတယ်ဆိုတာကဟိုကိုက iOS ပေါ့နော်iOS ဒီ simulator တွေပါမှာသုံးကျင်တယ်ဆိုရင်တော့ဒီ Xcode ကိုလည်း setup လုပ်ထားဖို့လိုတယ်နောက်တစ်ခုကကြတော့ဒါတော့ Chrome ကကြတော့ yeah သူကဒီ Chrome browser ရှိမရှိပေါ့နော်ဘာလို့လဲဆိုတော့ဒါက for web project တွေအတွက်ပေါ့နော်ပြီးတော့ရင်ဒီမှာ connected device ကကြတော့ဒီမှာ error ပြရဲဆိုတာကကျွန်တော် physical device တွေလည်းရှိနေတော့အဲ့ဒီဥစ္စာကိုသူပြနေတာပေါ့နော်အဓိကကဒီ check mark ဖြစ်နေတယ်ဆိုရင်ကိုက run ရတာအဆင်ပြေပြီဆိုရင်ရပြီ okay အဲ့ဒါဆိုရင်ဒီမှာအဓိက no issue ပါပေါ့နော်ဒီမှာပြတဲ့ဟာကိုကတခုခုအဆင်ပြေကြုံတယ်ဆိုရင်ဒီကောင် run ကြည့်လိုက်ဒီကောင် run ကြည့်ပြီးတော့ error တွေပါမြင်နေဆိုရင်အဲ့ဒီကောင်အတိုင်းလိုက်ပြီးတော့ fix လုပ်သွားရပါမယ်နော် okay အဲ့ဒါဆိုကျွန်တော်ခုနကဒီ project ကိုပြန်လာကြည့်လိုက်အောင်
Okay အဲ့ဒါဆိုဒီမှာ project ကအခုလက်ရှိ run နေပြီဆိုတော့ဒါကကျွန်တော်ခုနကပြောတဲ့ counter app ပေါ့နော် counter app မှာအခုကျွန်တော်ဒီမှာ plus ကိုလာနှိပ်မယ်အဲ့ဒါဆိုရင်ဒါစမ်းလို့ရပြီပေါ့နော်ဒီ Flutter app တစ်ခုပေါ့နော်ဒီဟာတစ်ခုလုံးက Flutter နဲ့ develop လုပ်ထားတဲ့ဟာဒီမှာ interaction ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီမှာ console မှာလာပြီးကြည့်ရဆိုတွေ့လိမ့်မယ်ဒီမှာသူက application build လုပ်တယ် build လုပ်ပြီးတော့ install လုပ်တယ်ဒါတော့ပုံမှန် Android တမိုင်းဆိုလဲဒါရင်းနှီးနေပြီးသားဖြစ်မှာပေါ့နော်သူက application ကိုအဓိက debug အနေနဲ့ build လုပ်တယ်ပြီးတော့ကျွန်တော် device ထဲကိုလာပြီး install လုပ်တယ်ဒီမှာဘာအဓိကကြည့်မှာလဲဆိုတော့ကျွန်တော်နောက်ထပ်ပြောသွားမယ့်ခေါင်းစဉ်ပေါ့နော်ဒီ hot reload နဲ့ hot restart okay hot reload ဆိုတာဘာလဲအဲ့ဒီတစ်ချက်အရင်ကြည့်ရအောင်ပေါ့နော် hot reload ဆိုတာဘာလဲဆိုတော့ဥပမာကျွန်တော်ကဒီမှာကျွန်တော်ဒီကောင်ကို font size ကြီးနဲ့မြင်နေတယ်အဲ့ဒါဆိုရင်ဒါ display large ဆိုပြီးတော့ရှိတယ်အဲ့ဒီကောင်ကျွန်တော် save လုပ်လိုက်မယ် save လုပ်လိုက်ရင်လောလောဆယ်ဒီမှာဘာမှတော့ refresh ဖြစ်တာတွေမရှိသေးဘူးဒါကနောက်ပိုင်းကျွန်တော်ဒီ debug အနေနဲ့ debug mode တွေပါနေနဲ့အဲ့ဒါကြီး set up လုပ်တဲ့ဟာပြရမယ်အခုလောလောဆယ်ကတော့ချက်ချင်း refresh မဖြစ်သေးဘူးဒါပေမဲ့ဒီထဲကိုလာပြီးတော့ R ပေါ့နော်R ကိုနှိပ်လိုက်အဲ့ဒါဆိုရင်ကကြတော့ hot reload လုပ်သွားတာ hot reload ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အခုလက်ရှိ change လိုက်တဲ့ changes ပေါ့နော် change လိုက်တဲ့ changes ကိုဒီ device တွေကိုတခါတည်းလှမ်းပြီးတော့ push ပေးလိုက်တာအဓိကအားဖြင့်တော့ UI တွေအတွက်များတယ်ပေါ့နော်အဓိကအားဖြင့် UI တွေအတွက်များတယ်ဆိုတာအခုလက်ရှိကျွန်တော်ဒီမှာ text ကို change လိုက်တယ် text ကို change လိုက်တဲ့အစားကိုသူကဒီ display large ပေါ့နော်အကြီးပြချင်တယ်အဲ့ဒီကောင်ကိုလှမ်းပြီးတော့ push ပေးလိုက်တယ်တခြားဘာမှ affect ဖြစ်သွားတာမရှိဘူးဒီမှာအခုလက်ရှိနံပါတ်ဆိုလဲကျွန်တော်ခုနနှိပ်ထားတဲ့ section မှာပဲရှိနေတယ်ဒါပေမဲ့ text size ကကြီးသွားတယ်တကယ်လို့ကိုကပြန်သေးခြင်းတယ်ခုနက site ပေါ့နော်ငကိုမူလ site ကိုသေးခြင်းတယ်ဆိုလဲသေးလိုက်ပြီးတော့ရင်အောင်နှိပ်လိုက်အဲ့ဒါဆိုရင် hot reload လုပ်ပြီးတော့ပြန်ပြီးတော့သူ original site ပြန်ဖြစ်သွားပြီဒီ application ရဲ့ state ပေါ့နော် state လို့ခေါ်ရပါတော့ဒီ value တွေ store လုပ်ထားတဲ့ဟာကိုတွားပြီးတော့ affect မဖြစ်ဘူးသူကဒီ UI နဲ့ပတ်သက်တဲ့ဟာတွေကိုပဲချက်ချင်းပေါ့နော်ဒီမှာကုတ်ရေးလိုက်တာနဲ့ချက်ချင်းဒီမှာလာပြီးတော့ refresh ဖြစ်သွားတဲ့ဟာမျိုးပေါ့နော်တကယ်လို့ဒါအဓိကဒီ hot reload ရဲ့အားသာချက်ပေါ့နော်ကိုကဒီ UI နဲ့ပတ်သက်တဲ့ဟာတွေလုပ်နေတယ်အဲ့လိုမျိုးချိန်မှာဒီ UI ကိုချက်ချင်းလိုကိုပြင်လိုက်တာနဲ့ချက်ချင်း refresh လုပ်ချက်ချင်း refresh ဆိုအဲ့လိုမျိုးဟာဆိုရင်ဒီ hot reload ကိုသုံးလို့ရတယ်ဒီ application တစ်ခုလုံးကိုလိုက်ပြီးတော့ compile လုပ်နေတာမဟုတ်တဲ့အတွက်မြန်မြန်ကိုယ့်ရဲ့ result ကိုမြင်ရတယ်ပေါ့နော်ဒီမှာတကယ်တော့ဒါဆိုလည်းချက်ချင်းဒီမှာ icon ကပြောင်းသွားပြီပေါ့နော် okay hot reload ပြီးတော့ကျွန်တော် hot restart ဆိုတာဘာလဲတစ်ချက်ကြည့်ရအောင်ပေါ့နော်ဒါကိုကြတော့ကျွန်တော်ဘယ်အခြေအနေမှာ hot restart ကိုသုံးလဲဆိုတော့ဥပမာကျွန်တော်ကဒီမှာပေါ့နော်ဥပမာ font တွေပါတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးဟာတွေဖြည့်နေတဲ့ဥစ္စာရှိရကျွန်တော် design တွေပါပြင်ပြီးပြီအဲ့ဒီဥစ္စာကိုကျွန်တော်ကပြန်ပြီးတော့ဒီ form ကြီးတစ်ခုလုံးကို reset လုပ်ချင်တယ်ပေါ့နော် data တွေအကုန်လုံး clear လုပ်ချင်တယ်ပေါ့ဥပမာအဲ့လိုမျိုးဟာဆိုရင်ကြတော့ hot restart ကိုလုပ်လို့ရတယ်သူကကြတော့ shift R ပေါ့နော် capital R ပေါ့အဲ့ဒါနှိပ်လိုက်အဲ့ဒါဆိုရင်ကြတော့ hot restart ဖြစ်သွားပြီသူအဓိကကကြတော့ဒီကျွန်တော် application တစ်ခုလုံးကိုစနေဆုံးပေါ့နော် build လုပ်လိုက် install လုပ်လိုက်ပြန်ပြီးတော့ဖွင့်လိုက်အဲ့လိုမျိုးလုပ်เสียမလိုဘဲနဲ့ application ကို restart လုပ်ပေးသွားတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကြောင့်သူက hot restart လို့ခေါ်တာပေါ့နော်ဒီ hot restart ကိုခုနကပြောသွားသလိုပဲတကယ်လို့ကိုကဒီမှာပေါ့နော် state တွေကိုပြန်ပြီးတော့ clear လုပ်ချင်တဲ့အချိန်ဥပမာဒီ code form တွေပါတယ်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်နောက်ပိုင်းကျရင်ကျွန်တော် state management တွေပါလာလိမ့်မယ်အဲ့ချိန်ကကြာရင်ကိုကဟိုပြင်ဆင်နေတဲ့အချိန်မှာပြန်ပြီးတော့စနေဆုံးပေါ့နော်ပြန်ပြီးတော့flow တစ်ခုလုံးစမ်းနေတဲ့ခါမျိုးဆိုရင်ကြတော့ hot restart ကိုသုံးလို့ရတယ်ဒါအပြင်တော့သူဒီဘယ်လိုရမလဲ flow တစ်ခုလုံးပေါ့နော်ကိုကဟိုလက်ရှိပေါ့နော်ဟိုဥပမာ marketplace application တစ်ခုလိုမျိုးဆိုရင်ကိုက marketplace detail တွေကိုရောက်နေတယ်အဲ့ချိန်မှာကိုက UI တွေပါပြင်နေတယ်ဆိုရင်ကကြတော့ hot restart လုပ်လိုက်ပြီးဆိုရင်ဒီ application တစ်ခုလုံး restart လုပ်တာဖြစ်တဲ့အတွက်ဟိုအစဆုံးပြန်ရောက်သွားလိမ့်မယ်အဲ့ဒီချိန်မှာဆိုရင်ကကြတော့ hot restart မလုပ်ဘူး hot reload လုပ်
အဲ့ဒါဆိုရင်ကျတော့လက်ရှိရဲ့ state ကို maintain လုပ်ပြီးတော့ကိုပြင်ဆင်တာအကုန်လုံးချက်ချင်းမြင်နေရမှာ။ restart ကိုလုပ်ငန်းကြတော့အကုန်လုံး reset ဖြစ်သွားမှာဖြစ်တဲ့အတွက်ဒီ application ရဲ့ဒီ Dart application တစ်ခုမှာဆိုရင်ဒီ main ဆိုတာရှိတယ်ဒီဟာအဲ့ဒီ main ကကျတော့ entry point ပေါ့နော်အဲ့ entry point ကနေစပြီးတော့ hard reset လုပ်တဲ့အခါကျရင်သူကပြန်ပြီးတော့ run ပေးတယ်အဲ့တော့ဒီ run app ထဲမှာပါရှိတယ်အဲ့ဒီကောင်တစ်ခုလုံးသူကပြန်ပြီးတော့ run ပေးတဲ့အတွက်ဒီ state တွေပါဆိုလဲ restart ဖြစ်သွားမှာပေါ့နော် yeah okay ပါအဲ့ဒါဆိုရင်ကကြတော့ဒီနေ့ရဲ့ခေါင်းစဉ်လေးတွေကတော့ဒီလောက်ပါပဲကိုဒီ Flutter နဲ့ပတ်သက်ပြီးတော့ကိုအရင်တော့သိရဆိုလဲပို့ပြီးတော့နည်းနည်းလေးသိသွားမယ်လို့တော့မျှော်လင့်ပါတယ်ပေါ့နော်တကယ်လို့ကိုကအရင်နေကြွကျင်ပြီဆိုလဲနောက်နေ့တွေမှာ tutorial တွေမှာလိုက်ပြီးတော့လုပ်ကြည့်ပြီးတော့အတွေ့အကြုံလေးတွေဝင်မျှသွားဖို့လဲတိုက်တွန်းချင်ပါတယ် yeah okay အဲ့ဒါဆိုရင်တော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲဒီရှေ့ဆက်လာမယ့်နေ့တွေမှာလည်းစိတ်ဝင်စားလို့လိုက်ပြီးတော့ follow လုပ်ထားကြတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ရော newsletter ရောကိုsubscribe လုပ်ထားလို့ရပါတယ်ပြီးတော့ရင်မေးချင်တာလေးတွေ discuss လုပ်ချင်တာလေးတွေကျွန်တော်ဒီမှာလိုအပ်သွားလေးတွေထောက်ပြချင်တယ်ဆိုလဲကျွန်တော်ရဲ့ Discord server ကိုဝင်ရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ဒါတွေအကုန်လုံးကိုကျွန်တော် link ထဲမှာထည့်ပေးရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် see you tomorrow ပါ